26ရက်တလ2026အတွက်နောက်ဆုံးရဘောလုံးအားကစားသတင်းများအားလုံးပဲမင်္ဂလာပါရှင်ကိုဆိုစပေါ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့ Manchester United ဟာ Arsenal ကို Premier League ပြိုင်ပွဲမှာ 3-2 နဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာတိုက်စစ်မှုအံပိုမှုကတကိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်ဒါကြောင့်သူဟာဒီရာသီမှာ Manchester United နဲ့အတူအသင်းကြီး6သင်းကလေးက9သင်းနဲ့ကစားပြီး4သင်းကိုဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်ဒါကြောင့်အံပိုမှုကသူ့ရဲ့ပွဲဥထွက်ရာသီမှာဂိုးနဲ့ဂိုးဖန်တီးမှု10ကြိမ်ရရှိခဲ့ပြီးဖြစ်ပါတယ် Arsenal ဟာ2023ကတည်းကပထမဦးဆုံးအကြိမ်ဖြစ် Premier League အိမ်ဝဲပွဲစဉ်တစ်ပွဲမှာ3ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ Real Madrid နဲ့စပိန်နောက်ခံလူအောင် Sergio Ramos ဟာသူ့ရဲ့ငယ်ဘဝကလပ်စီပါလာအသင်းကိုဝယ်ယူဖို့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနဲ့အတူယူရိုတန်400နဲ့ဦးဆောင်နေပါတယ်။အသက်39နှစ်အရွယ်ရှိ Ramos ဟာဒီဇင်ဘာလမှာမက္ကဆီကိုကလပ်မွန်တာရီကနေထွက်ခွာသွားပြီးတဲ့နောက်လက်ရှိမှာတော့အလွတ်အေးဂျင့်တဦးဖြစ်ရှိနေခဲ့ပါတယ်။အာဂျီတီးနားခံစစ်မှု Anselmo ဟာနောက်ပတ်မှာ Chelsea အသင်းနဲ့ချက်ချင်းပြန်လည်ပူးပေါင်းတော့မယ်လို့ဒေါမိုအသင်းကနေအတည်ပြုပြောကြားခဲ့ပါတယ်။ Anselmo ဟာဒေါမိုမှာအငှားနဲ့ခြေစွမ်းပြသခဲ့ပြီးရီယာတီမှာပြန်လည်ခေါ်ယူခွင့်မှာထည့်သွင်းခဲ့ပါတယ်။နိုင်ယူအသင်းကောင်းဆောင် Bruno Fernandes ဟာဒီယာတီ Premier League မှာဂိုးနဲ့ဂိုးဖန်တီးမှု10ကြိမ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ဘယ်ကစားသမားမှသူ့ထက်ပိုမလုပ်နိုင်သေးပါဘူး။ပါရီစိတ်ဂျာမိန်အသင်းဟာအသက်18နှစ်အရွယ်ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမားဒရိုကိုခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။ယူရို6သန်းအထက်အနည်းငယ်ပိုများတဲ့နောက်ဆုံးပြောင်းရွှေ့ခြင်းနဲ့ဒီတစ်ပတ်မှာစစ်သွေးမှုတွေပြုလုပ်ခဲ့ပြီးနောက်ကလပ်အသင်းချင်းချင်းသဘောတူညီမှုကိုရရှိခဲ့ပါတယ်။ဒရိုဟာစစ်ဆေးမှုနဲ့စာချုပ်ချုပ်ဆိုဖို့ပါရီကိုရောက်ရှိနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကလေးကကစားသမားဘက်ကသဘောတူညီချက်ကိုပြီးစီးသွားပြီဖြစ်ပါတယ်။လာစီယိုအသင်းဟာအတလန်နာကနေဒန်နီယယ်မာတီနီကိုဝယ်ယူခွင့်ပါရှိတဲ့အငှားစာချုပ်နဲ့ခေါ်ယူဖို့နှီးစပ်နေပြီဖြစ်ပါတယ်။လဘာဘူးကရိုမာကိုငှားချထားတဲ့နောက်ခံလူကော့စတစ်စီမီကာကိုကလပ်ကနေထွက်ခွာပြီးနောက်တစ်ပတ်မှာလဘာဘူးကိုပြန်လာခွင့်ပြုဖို့သဘောတူညီမှုပြီးဆုံးသွားပြီဖြစ်ပါတယ်။အသင်းချင်းဆွေးနွေးနေတယ်လို့ဒရိုက်တာရီကီမာဆာရာကပြောကြားခဲ့ပါတယ်။ Real Madrid ကလိုင်ယွန်ကိုအငှားချထားတဲ့အန်ဒရီဟာအိုလံပစ်လာရုံမှာ3ပွဲကစားပြီးဂိုးနဲ့ဂိုးဖန်တီးမှု9ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။လိုင်လီကိုတကိုဘရက်ကိုတကိုဖန်တီးပေးခဲ့ပြီးမတ်စ်ကိုဟတ်ထရစ်သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဗီတာဂျိုဂရက်ဟာစက်တင်ဘာ21ရက်နေ့နောက်ပိုင်းပရီးမီးယားလိမှာ2ဂိုးပဲသွင်းယူထားနိုင်ခဲ့ပါသေးတယ်။ ချယ်ဆီအသင်းဟာရင်းနှီးနောက်ခံလိုဂျယ်ရမီဂျက်ကတ်ကိုနွေရာသီမှာခေါ်ယူဖို့ပါဝင်ပတ်သက်နေပေမယ့်လဘာဘူးဘိုင်ယာတို့နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။အဆုံးထိအားပေးကြတဲ့ဘောလုံးပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ကိုဆိုရဲ့ YouTube Channel လေးနဲ့ TikTok အကောင့်လေးကိုလည်း Like and Subscribe လုပ်ထားပေးပါဦးနော်။